AJ နဲ့ Jake Paul တို့ရဲ့ဘောက်ဆင်ပွဲနောက်ဖက်ချမ်းကရန်ပွဲမှာ3ယောက်တယောက်ချခဲ့တဲ့ UFC Heavyweight Champion ဟောင်းအားလုံးပဲမင်္ဂလာပါချန်ပီယံမှချန်ပီယံတွေအကြောင်းတင်ဆက်ပေးနေပါသည် Anthony Joshua နဲ့ Jake Paul တို့ရဲ့ဘောက်ဆင်ပွဲကတော့ပြီးဆုံးသွားပြီဖြစ်တယ်လို့အဲ့ဒီပွဲကိုကဘာကျော်တွေ influencer တွေအများပြားတက်ရောက်လာခဲ့ကြတာဖြစ်ပါသည်ဒီဘောက်ဆင်ပွဲဟာပရိသတ်တွေကိုဖြောပြမှုရတာပေးစွမ်းနိုင်ခဲ့မယ်လို့ထင်ခဲ့ပေမယ့်ငွေရှာတဲ့တရုတ်ပြပွဲတာဖြစ်လို့ Jake Paul မေယိုဂျိုပြီးပွဲကပြီးသွားတာပါဒီပွဲမှာနောက်ထပ်သတင်းကြီးခဲ့တာကတော့စင်နောက်ဖက်ချမ်းက UFC Heavyweight Champion ဟောင်းကြီးတဦးနဲ့လူသိများတဲ့လူငယ် YouTuber တဦးတို့ရဲ့အဖွဲ့တို့ရဲ့ fighting ပလေးခဲ့တဲ့အကြောင်းကလည်း live ပေါ်မှာပလူပြန်လာခဲ့တာပါဒီရန်ပွဲမှာအဓိကဇာတ်လိုက်ဖြစ်ခဲ့တာက UFC Heavyweight Champion ဟောင်းကြီးကတော့ Andrei Arlovski ဖြစ်ပြီးသူနဲ့ရန်ဖြစ်ခဲ့တာကတော့ YouTuber Influencer OnlyFans boy လေး Jack Doherty တို့အဖွဲ့ပါအဲ့ဒီပွဲမှာတော့ဘလူစားဖြစ်လဲကျွန်တော်ဘီနာမှာရှိနေတာမဟုတ်လို့အတိအကျမသိပေမဲ့လူစွာလုပ်ပြီးဘီနာကဖြတ်သွားချိန် Heavyweight Champion ဟောင်းကြီးကိုဟောင်းဖွာလုပ်ခဲ့လို့ဟိုကပြန်ပြီးတော့ပြောတဲ့အချိန် Jack Doherty ရဲ့နောက်လိုက်တီကစပြီးထိုးတဲ့အတွက်အာချောင်နာကနေရန်ပွဲအတွင်ကိုဆောင်ခဲ့တာဖြစ်ပါတယ်Jack Doherty ရဲ့နောက်လိုက်3ယောက်က UFC Champion ဟောင်းကြီးကိုဝိုင်းထိုးခဲ့ပေမဲ့ Arlovski ကတော့3ယောက်တယောက်ပြန်သမားခဲ့ပြီးနောက်ဆုံးမှာတော့လူစွာလေး Jack Doherty တို့အဖွဲ့ကနောက်ပြန်ဆုတ်ခဲ့ပါတယ်Jack Doherty ဟာတခါတော့ကလေလီဗာပူးတိုက်စစ်မှုဟာဒါဝင်နူနက်စ်ကိုလမ်းမှာတွေ့တော့အာချောင်ခဲ့ပေမဲ့ဟိုကတောက်ဖတ်မလို့လို့အဆက်ကွဲခဲ့ဘူးတဲ့သူဖြစ်ပါတယ်ဒီကောင်လေးဟာစော်လူတွေထဲလဲတွဲပြီးနာမည်ကြီးတယ်လို့မိဘရဲ့ကြွယ်ဝချမ်းသာမှုကြောင့်လေအရွယ်ငယ်စဉ်ကလေးကစောင်းကြွားဖြစ်နေတဲ့ခြားတိတ်တူလို့ပြောလို့ရပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်